အားလုံးပဲမင်္ဂလာပါဘာမ crazy bike ကနေပေါ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရှေ့မှာရှိနေတဲ့ PC8 လေးကတော့ရောင်းထွက်သွားပါပြီเนาะအဲ့ဒါဆိုတော့ကျွန်တော်မနက်ခင်းအစောကြီးပဲเนาะဆိုင်အောင်လူကိုယ်တိုင်လာပြီးတော့ဆင်ရလာချသွားတာဆင်ရလာချသွားပြီးတော့အခုကျွန်တော်နေ့လည်ကျရင်အခုညနေပိုင်းရောက်ရင်ကျွန်တော်ဆိုင်ကကိုလာယူတော့မယ်ဗျာเนาะလာယူတော့မယ်ဆိုတော့ကျွန်တော်ညီကိုတွေကိုမှားချင်တာတခုရှိရဗျာဒီဆင်ရငွေကိစ္စနဲ့ပတ်သက်ဘူးရင်လည်းအရင်ကြောက်စရာမလိုဘူးကွာဘာဖြစ်လို့ကြောက်စရာမလိုလဲဆိုတော့အဓိကကိုချလိုက်တဲ့စီယံငွေကိုကျွန်တော်တို့ကဆုံးချုံးရမှာကွာမကြောက်စေချင်ဘူးဘာဖြစ်လို့မကြောက်စေချင်တာလဲဆိုတော့ကြောဆိုင်ကအာမခံချက်အပြည့်အဝရှိတယ်ဗျာတကယ်လို့ဆိုင်ငယ်ကိုစီယံချပြီးလို့ကျွန်တော်သတ်မှတ်ထားတဲ့ရက်မှာဆိုင်ငယ်ကိုတကယ်လို့မယူပြီးဘူးတခြားလက်တွေကိုရောက်သွားတယ်ဆိုရင်ကျွန်တော်တို့တွေကဗျာဆိုင်ငယ်ကို 100% ပတ်စံ 100% ဗျာပြန်အမ်းပေးတယ်ဗျာအဲ့လိုဆိုတော့နော်ညီကိုတွေကျွန်တော်ဆိုင်ငယ်လိုချင်တယ်ဆိုရင်စမှုစာခွန်ကထုတ်ပန်ကျွန်တော်အုံထဲအုံရိုင်မှာရှိတဲ့ညီကိုတွေကျွန်တော်နီနာနာဈေးနှုန်းမမှန်ကန်ကန်နဲ့နော်လိုချင်တယ်ဆိုရင်တော့ကျွန်တော်လျံရုံးဆိုတဲ့ဆိုင်ပါဗျာကျွန်တော်ပိတ်ရမရှိ run ပေးနေတယ်အဲ့ဒါဆိုတော့ညီကိုတွေဆိုင်ငယ်လိုချင်တယ်ဆိုရင်လည်းကျွန်တော်ဆိုင်မှာရုံရုံကြီးကြီးနဲ့လာအားပေးလို့ရမယ်ဗျာနော်ကျွန်တော်အားပေးခဲ့ကြတဲ့ညီကိုတယောက်ရှင်းစီတိုင်းကိုလည်းတကယ်ကျေးဇူးအများကြီးတင်တယ်ဗျာနော်